မင်္ဂလာပါရှင်ဒီမှာ GH time ကကြိုဆိုပါရရှင်ဒီမှာအခုပြပြမယ့် screen လေးကတော့ attendance sheet screen လေးဖြစ်ပါရရှင်ဒီ screen လေးကိုရှာဖွေလိုပါက module မှာတစ်ဆင့်ရှာဖွေနိုင်တယ်လို့ quick navigation မှာလည်းရှာဖွေနိုင်ပါရရှင်ဒီ screen ကိုအသုံးပြုရတဲ့အရွယ်ချက်ကတော့ user ဆွဲတာနောက်ကျတဲ့အခါတွေမှာ attendance date လေးပျောက်တတ်ပါရဲ့ရှင်။ဒါကြောင့်မလို့ပျောက်သွားတဲ့ attendance date လေးကိုပြန်ဖော်ပေးချင်ရင်တော့ဒီ attendance sheet screen လေးကနေပြန်ဖော်ပေးလို့ရပါရဲ့ရှင်။သတိထားမယ့်အချက်ကတော့ဥပမာ3ရက်နေ့မှာ user ဆွဲခဲ့ရဆိုရင်1ရက်နေ့နဲ့2ရက်နေ့အတွက်ကattendance date လေးတွေပျောက်တတ်ပါရဲ့ရှင်။ဒါကြောင့်မလို့လာမကုန်ခင်ရက်မှာ user ကိုကြိုတင်ဆွဲထားပေးဖို့လိုအပ်ပါရဲ့ရှင်။ဒီ attendance sheet screen လေးမှာတော့ manual attendance နဲ့ upload attendance ဆိုပြီးတော့နှစ်ခုရှိပါရဲ့ရှင်ဒီ manual attendance မှာတော့တရက်ချင်းစီအလိုက်department တစ်ခုချင်းစီအလိုက် department တစ်ခုချင်းစီအတွက်ကို attendance လေးတွေပြန်ပြီးတော့ဖော်ပြီးလို့ရပါရဲ့ရှင် department မိမိ attendance upload လုပ်လို့တော့department ကိုရွှေ့ပြီးလို့ရပါရဲ့ရှင်ထို့နောက် stage ကိုရှာပေးရပါမယ်ဒီ department အောက်မှာရှိသောဝန်ထမ်းတွေကြာလာမှာဖြစ်ပါတယ်အကယ်၍ manual ကို disable လောက်ထားမယ်ဆိုရင်တော့00အနေနဲ့ပဲ attendance တွေ save သွားမှာဖြစ်ပါတယ် manual ကို enable လောက်ထားရဆိုရင်တော့ in time out time မှာ attendance အချိန်လေးတွေဝင်မှာဖြစ်ပါတယ်ဒီ attendance အချိန်လေးတွေကတော့ user မှာဆွဲထားတဲ့အချိန်လေးတွေကိုပြပေးရဖြစ်ပါတယ်ထို့နောက်ဒီ attendance ကို save မယ်ဆိုရင်တော့ဒီ save button လေးကိုနှိပ်ပေးလိုက်လို့ရပါပြီရှင် upload attendance မှာတော့attendance ပေါ်ရမယ့်ရက်ဒီအများသွားရင်တော့ဒီ upload attendance ကနေပြီးတော့ပြန်ဖော်ပြီးလို့ရပါရဲ့ရှင်ဒီ upload attendance မှာ download symbol ကိုဆွဲပြီး download လုပ်ပေးရပါမယ်ထို့နောက်ဒီ excel file ကြာလာမှာဖြစ်ပါတယ်ဒီ excel file လေးမှာတော့မိမိထည့်လို့တော့ဝန်ထမ်းနာမည်များကိုထည့်လို့ရပါတယ် biometric ID ထည့်ပေးရပါမယ်attendance date မှာတော့ဒီ format အတိုင်း attendance တွေကိုထည့်ပေးလို့ရပါတယ်ရှင် in time out time မှာတော့00နဲ့ attendance save ခြင်း00ထည့်ပေးလို့ရပြီးတော့ user မှာဆွဲထားတဲ့ attendance အချိန်တွေကိုထည့်ပေးခြင်းလည်းရပါတယ်ထို့နောက် device ID ကိုထည့်ပေးရပါမယ်ရှင်ထို့နောက် file ကို save ပေးရပါမယ်ရှင်ပြီးရင်တော့ဒီ upload attendance မှာ from date to date နေရာမှာခုနက download ဆွဲခဲ့တဲ့ file မှာထည့်ထားတဲ့ date အတိုင်းကို from date to date ထည့်ပေးရရွေးထည့်ပေးရပါမယ်ရှင်ထို့နောက် upload document နေရာမှာ upload file ရွေးပြီးတော့ခုနက download လုပ်ခဲ့တဲ့ excel file ကိုရွေးပေးရပါမယ်ထို့နောက် upload တင်ပေးရပါမယ်ရှင်ဒါဆိုရင်တော့attendance upload တင်တဲ့ process ပြီးသွားပါပြီရှင်ဒီဗီဒီယိုလေးကိုကြည့်ပြီးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်သိလို့ရလေးရှိညီမတို့ရဲ့ QH ရဲ့ live chat တို့မဟုတ် support email လေးရတစ်စစ်မေးလို့ရပါတယ်ရှင်